မင်္ဂလာပါရန်ပိုက်စာလေးပေါ့နော်ဒီနေ့ပွဲလဲသွားတယ်ပွဲဒီမှာတက်ပြီးသွားတယ်ချင်းလဲပြီးသွားပြီဆိုတော့အခုဒါဗမာလာစားရတယ်ဆိုတော့အင်ယာလန်နဲ့က Clover ဆိုချူလေးတို့မီတင်နေလဲခဏလုပ်ဘူးတယ်အဲ့လိုပေါ့ညဘက်ဒီမှာဆိုလဲလာပြီးတော့ရုပ်ရှင် pressure ကပြီးမှလာစားဘူးဒီမှာအကြိုက်ဆုံးကစလုံးသမင်းမော်ဟင်းကအကျော်ဆုံးပြီးတော့ရခိုင်မုတ်တီရခိုင်မုတ်တီတော့ sandwich အကြိုက်ဆုံးပဲပေါ့နော်ပြီးတော့နှက်ကော်ဖီလည်းအရန်ကောင်းတယ်ချမောင်ရုံအပီတောင်းလေးနဲ့ဟုတ်ရအများကြီးဒါပဲသူရဲ့ဟာသူကဟင်းမစားခြင်းဘူးတဲ့ဒါပေမဲ့ဒီကမဖြစ်မနေထည့်ရမယ်ပြီးတော့အရင်ကပုံနဲ့ဒီမှာစားခြင်းတဲ့ဟင်းလေးကိုမှာလိုက်ပါရဲ့ဘုံရပြီးစိမ့်ချက်ဟုတ်တော့မဖြစ်ပြုံးလေးရုံးစိမ့်လေးကြောင်ရှာလေးမွေးငါစားပြအောင်ပါခဏလေးငယ်ကောင်ကြိတ်နေမွေးငါသူ့အစားလေးရပြောတာငါတို့ကလို့3ယောက်လာတာဆိုတော့လို့ဒီခိုင်မုတ်ဒီတုတ်ရဲလို့စလုံးသမီးရဲ့မွေးငါရမှာစားကြရအောင်လို့ငါ3မျိုးလုံးနှိုက်စားမယ်နော်လို့ဒီရောက်တော့ရခိုင်မုတ်ဒီစားခြင်းလေးခဏပြတ်သွားတယ်ဘာလို့ဆိုနေပူလို့လေတမိုးအေးမှကောင်းတာအားနဲ့ပဲ你看，